ညီမလေးရေ ဟုတ်ကဲ့မင်္ဂလာပါ အခုဆိုရင်ဒီအမေရိကကိုပေါ့နော် ဟုတ် ဘာကြောင့်ပေါ့နော်ရောက်လာခဲ့ရလဲခရီးစဉ်က ဟုတ်အဓိကတော့ငယ်လေးရဲ့အမ graduation ရှိရပေါ့နော်အဲ့ဒါဆိုတော့ငယ်လေးတို့တမိသားစုလုံးသူ graduation လာတဲ့အနေနဲ့အမေရိကရောက်သွားဖြစ်ပါတယ်ဟုတ်ပြီးရင်မွေးချင်းကဘယ်နှစ်ယောက်ရှိလဲ ဟုတ်ကဲ့ငယ်လေးတို့စုစုပေါင်းမွေးချင်း3ယောက်ရှိပါတယ်အကိုအကြီးဆုံးရဲ့အမအလက်ရဲ့ပြီးငယ်လေးကအငယ်ဆုံးဖြစ်ပါတယ်ဟုတ် โอเคကျေးဇူးပါပြီးတော့ညီမလေးကပေါ့နော်အသက်ဘယ်လောက်ကစပြီးတော့အမှုတော်မြတ်ထဲကိုပါဝင်ခဲ့ရလဲ အမှုတော်မြတ်ထဲဘယ်လောက်ထဲပါဝင်ခဲ့ရလဲဆိုတော့ငယ်လေးမမွေးခင်ကတည်းကဒီငယ်လေးမိဖတဲ့ ministry လုပ်နေရဆိုတော့ငယ်လေးဒီအတိုင်းဝိုင်းထဲမှာပဲမွေးဖွားလာရပေါ့နော်ဒါပေမဲ့ငယ်လေးသူတို့လုပ်တဲ့ music ministry show ဖျားပွဲတွေမှာပေါ့နော်ငယ်လေး6နှစ်လောက်ကတည်းကအမြဲတမ်း like ပါဝင်တီးဆိုပေးပါတယ်လို့ဟုတ်အဲ့ဆိုအမှုတော်မြတ်ထဲမှာပါဝင်တာအသီးဖက်လားဒါမှမဟုတ်အဆိုဘက်ဘယ်ဘက်ကပို့ပြီးတော့အားတန်ဟုတ်ကဲ့ဆက်စပိုင်းတော့ကတော့ငယ်လေးဂုံတော်ပဲချီးမွမ်းနေပေါ့နော်ငယ်လေးအဆိုပိုင်းနဲ့ပဲဖျားခင်ကိုအဲ့လိုပါဝင်တယ်နောက်ပိုင်းကျတော့ငယ်လေးဂီတနဲ့စတီးလာတယ်ဆိုတော့တီးဆိုလေးနဲ့ပါဝင်ဖြစ်ပါတယ်ဟုတ်အဲ့ဆိုခုနကပြောတာပေါ့နော်မွေးချင်းက3ယောက်ရှိရဒါပေမဲ့အားလုံးကတိတ်မတွေးရဘဲနဲ့ညီမလေးကြောက်လည်းပဲတွေးရတာဆိုတော့အဖေရဲ့အမွေကိုညီမလေးကဆက်ခံတယ်လို့ပြောလို့ရမလားပြောချင်ပြောလို့ရပါတယ်အကိုတွေအမတွေကလည်းသူတို့လည်းအဲ့လိုအနုပညာကိုစိတ်ဝင်စားပါတယ်ဒါပေမဲ့သူတို့ကဟိုကျောင်းပညာသူတို့ပြီးအောင်လုပ်တယ်ပေါ့နော်အဲ့ဒါတွေရှိတယ်ဟုတ်ဟုတ်ဆိုညီမလေးရဲ့အခုအနုပညာလက်တလောပေါ့နော်ဟုတ်ကဲ့ပညာလှူရှားမှုလေးပြောပြပေးပါဦးဟုတ်ကဲ့ငယ်လေးကဒီကိုမလာခင်တော့ငယ်လေးဒုတိယအခွေတော့ပေါ့နော်ပြင်ဆင်နေတယ်ဒီကိုလာတော့ခဏနားထားတယ်ပြန်ရောက်တာနဲ့ဒုတိယအခွေကိုအဆုံးသတ်မယ်ပြီးရင်ရှိုးပွဲလေးလည်းဆိုဖို့နည်းနည်းပါရှိပါတယ်ဟုတ်နောက်ဆုံးတစ်ခုကပေါ့နော်ညတော့ဖြင်းနဲ့မြန်မာတချင်းအများစုပေါ့နော်ထိုင်းကနေ copyright ယူတယ်တဲ့တရားဝင်ခွင့်တောင်းတာလားဒါမှမဟုတ်ကိုတိုင်ပြုလုပ်တာလားတဲ့ဟုတ်အဲ့ဒါတော့ငယ်လေးတို့တွေကပြောရမယ်ဆိုရင်မြန်မာပြည်မှာပေါ့နော်မြန်မာ music store ရှိမယ်မြန်မာ music network စသည်သဖြင့်ပေါ့နော်ကျန်တဲ့အများကြီးလည်းရှိသေးတယ်ပေါ့ဒါပေမဲ့ငယ်လေးကမြန်မာ music store နဲ့မြန်မာ music network ကိုငယ်လေးတချင်းအခွေထုတ်လိုက်ပြီဆိုရင်သူတို့ကိုပေးပါတယ်ဟုတ်သူတို့ကနေအဲ့လို copyright လုပ်ပေးပါတယ်ဟုတ်အဲ့လိုမျိုးတော့ရှိပါတယ်ဟုတ်ကဲကျေးဇူးတင်ပါတယ်အခုလိုဖြေချပေးတဲ့အတွက်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ငယ်လေးရလဲTake a look at the